ဒီကနေ့ပိလိန္ဒဝိဆမထေမြတ်ရဲ့အမတ်တရစကားကိုနာယူမှတ်သားကြရအောင်ကျေးဇူးတော်ရှင်ပါမောက္ခချုပ်ဆရာတော်ဗဒ္ဒနာနန္ဒမာလာပိဝန္တာဟောကြားအပ်သောတရားတော်များကိုနေ့စဉ်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ပိလိန္ဒဝိဆမထေရသူ့ဘဝအတွေ့အကြုံဓမ္မအမြင်နဲ့ဆက်လျင်းပြီးဘာတွေအမတ်တရစကားပြောခဲ့တယ်လဲဆိုတာသွားကတံနထုရကတံနာယိတံဒုမန္တိတံမမတဝိပတ္တိတုဓမ္မေတုယံတိထံတမုပါကမေပါဠိဘာသာနဲ့ပြောလိုက်တဲ့သူ့ရဲ့စကားအဓိပ္ပာယ်လေးကသွားကတံဆိုတာသူဟာမြတ်စွာဘုရားနဲ့ဆုံတွေ့ဖို့ရောက်လာခြင်းဟာကောင်းသောရောက်လာခြင်းပဲဖြစ်တယ်လို့အဓိပ္ပာယ်ရလောကလူတွေဟာငါလာမိတာကံကောင်းလိုက်တာလို့ပြောတာနဲ့တူတူပဲနော်သွားကတံဆိုတဲ့စကားလုံးကကောင်းသောလာခြင်းငါရဲ့လာခြင်းဟာကောင်းသောလာခြင်းဖြစ်ပါတယ်အကျိုးတစ်ခုဖြစ်ထွန်းသွားပြီဆိုရင်လူတွေဟာကိုလုပ်တဲ့အလုပ်အေးငါသွားလုပ်လိုက်တာကံကောင်းလိုက်တာငါတွေးမိတာကံကောင်းလိုက်တာငါပြောလိုက်တာလဲကံကောင်းလိုက်တာနဲ့ဆိုပြီးတော့ကံကိုကြည့်ပြီးလူတွေဟာကိုယ့်ကိုအာရပါရပြောလို့ရှိကြတယ်နော်ကောင်းသောလာခြင်းတို့ဒီစကားလုံးကိုသွားကတံဆိုတဲ့စကားလုံးကိုသုံးတယ်ဒီကနေ့အိန္ဒိယနိုင်ငံမှာဒီစကားလုံးကိုနှုတ်ဆက်တဲ့အခါမှာသုံးတဲ့စကားလုံးနဲ့အဓိပ္ပာယ်တူတယ်ပေါ့သူတို့သုံးတဲ့အတန်နဲ့ဒီစကားလုံးကိုသူတို့ဘယ်လိုသုံးလို့ဆိုရင်သွားကတံကိုအိန္ဒိယနိုင်ငံသားတွေကစွာကတ်ဒီလိုပြောလိုက်တာနော်စွာကတ်ဆိုတာသွားဆိုတဲ့အတန်ကိုစွာဆိုတဲ့အတန်နဲ့ပြောင်းပြီးတော့ခတကိုခတ်လို့သူတို့ပြောတယ်နောက်လုံးရဲ့အတန်ကိုဖြောင်းလိုက်ပြီးတော့အသက်လွတ်လိုက်တယ်စွာကတ်ဒီနေ့ထိသုံးနေတဲ့စကားလုံးပဲအဲ့ဒါစွာကတ်အင်္ဂလိပ်လိုပြောတာဘာနဲ့အလားတန်တူတယ်လဲလို့ဆိုရင်welcome ဆိုတဲ့စကားလုံးနဲ့တော့တူတယ်အဲ့တော့ဒီနေရာမှာတော့သူပြောချင်တာကတော့ငါလာမိတာကံကောင်းလိုက်တာမြတ်စွာဘုရားစီငါသွားတာငါသွားရောက်ခြင်းဟာအတော်ကိုကံကောင်းသွားတာမသွားရင်တစ်မျိုးတစ်ဖုံပြောင်းလဲသွားမှာနော်သွားလိုက်မိတာသိကံကောင်းတယ်လို့ဒီလိုဆိုတဲ့အဓိပ္ပာယ်အဲ့ဒါကိုပို့ပြီးတော့ထင်ရှားအောင်သူကပြောလိုက်နထုရကတံစัจ jin မဲ့စကားလုံးနဲ့သူပြန်ပြောတာမကောင်းသောသွားရောက်ခြင်းမဟုတ်ဘူးဆိုလိုတာကငါသွားတာဟာအကျိုးရှိသောသွားခြင်းဖြစ်ပြီးအကျိုးမဲ့သွားရောက်ခြင်းမဟုတ်ဘူးသွားလိုက်တာကံကောင်းလိုက်သွားလိုက်ပြီလို့ကံကောင်းလိုက်တာကံမကောင်းတဲ့သွားရောက်ခြင်းမဟုတ်ဘူးလို့ကိုယ့်ကိုအာရပါရဒီလိုပြောကြအဲ့သူလည်းပဲမြတ်စွာဘုရားနဲ့ဆုံတွေ့ဖို့သူ့ဘဝမှာသွားလိုက်တာကောင်းသောသွားရောက်ခြင်းကောင်းသောလာခြင်းပဲဖြစ်တယ်လို့စိတ်ထဲမှာဝမ်းသာအားရမကောင်းတဲ့ဖြင့်လာခြင်းမဟုတ်ဘူးသူ့ဘဝဟာတိုးတက်မြင့်မားသွားတာဟာမြတ်စွာဘုရားစီသွားရောက်ခြင်းကြောင့်သာဖြစ်တယ်ပေါ့ဆက်ပြီးတော့သူဘာပြောတော့နာယိတံဒုမန္တိတံမမငါရဲ့စိတ်ကူးမှုတွေကြံစည်မှုတွေသွားရမယ်ဆိုတဲ့စဉ်းစားတာသွားသင့်တယ်လို့ကြိုတင်ပြီးစဉ်းစားထားတယ်အတွေးတွေဟာတကယ်ကိုဆိုရတဲ့အတွေးမဟုတ်ဘူးငါခေါင်းထဲမှာပေါ်လာတဲ့အတွေးဟာအလွန်ကောင်းတဲ့အတွေးပဲလို့စိတ်ထဲမှာဒီလိုဝမ်းမြောက်ဝမ်းသာဖြစ်တယ်နော်
နာယိတံဒုမန္တိတံမြတ်စွာဘုရားနဲ့တွေ့ရလို့စကားပြောလိုက်ရတာဟာလည်းပဲအတော်ကိုတန်ဖိုးရှိတဲ့အကြောင်းအရာတွေနဲ့ပြောလိုက်ဆိုလဲရသည့်အတွက်ကြောင့်အကျိုးရှိသောပြောဆိုမှုဖြစ်တယ်လို့အဓိပ္ပာယ်ဒီလိုယူဆတယ်တခါတည်းရန်လူတွေဟာအေးငါရောက်သွားတာကောင်းတယ်မှန်တယ်စကားပြောလိုက်ရတာလဲအကျိုးရှိလိုက်တာတိုင်ပင်ဆွေးနွေးလိုက်ရတာလဲအကျိုးရှိလိုက်တာသူကမြတ်စွာဘုရားနဲ့တွေ့လို့မြတ်စွာဘုရားစီကအဆုံးအမတရားတွေကိုရလိုက်တဲ့အခါသူ့ဘဝဟာကြီးကျယ်ပြောင်းလဲသွားတာဖြစ်လို့နာယိတံဒုမန္တိတံမမမြတ်စွာဘုရားရဲ့တရားမြတ်စွာဘုရားနဲ့စကားပြောဆိုရခြင်းဟာသူ့အတွက်မကောင်းသောပြောဆိုရခြင်းမဟုတ်ဘူးအလွန်ကိုအကျိုးရှိပြီးကောင်းသောပြောဆိုရခြင်းဖြစ်ပါတယ်လို့ဝတ္တအာယပြန်ပြောတဲ့စကားပဲဖြစ်တယ်ပေါ့ဘာကြောင့်ဒီစကားတွေကို तू ပြောလိုက်တာတော့ဆိုတံဝိပတ္တေတုဓမ္မေတုယံတိထံတမုပါကမေအရေးချင်းတွေကိုအဆင့်လိုက်ခွဲခြားပြီးတော့ကြည့်လိုက်တဲ့အခါမှာ तू ရရှိလိုက်တဲ့အဆင့်မြင့်တဲ့ဓမ္မအမြင်ဟာအလုံးကိုချီးမွမ်းမွယ်အဆင့်မြင့်တဲ့ဓမ္မအမြင်မျိုးကို तू ရလိုက်တာဖြစ်သောကြောင့်ကောင်းသောသွားရောက်ခြင်းကောင်းသောပြောဆိုကြားနာရခြင်းပဲဖြစ်တယ်လို့ဝန္ဒအာယပြောတယ်သူအကျိုးရှိသွားတာဟာဓမ္မရေးရာနဲ့ပတ်သက်သွားလို့ရှိရင်အကောင်းဆုံးဓမ္မသူဟာပိုင်ဆိုင်ရရှိလိုက်ရတယ်လို့ဒီလိုဝန္ဒအာယပြန်ပြောတဲ့စကားတစ်ခုပဲအဲ့တော့ဘာဖြစ်လို့သူဒီစကားတွေပြောတယ်လဲဘယ်အခါမှပြောတယ်လဲပိဋိဏဝိသဆိုတာဘာတူလဲဘယ်ဘဝကလာတာလဲဆိုတာကိုပြန်ကြည့်မယ်တန်တရားမှာလူတိုင်းဟာခရီးသွားနေကြတာဖြစ်တယ်သူလည်းတန်တရားခရီးတဲ့တူဥသာလင်ဖြစ်ခဲ့အဲ့လိုတန်တရားခရီးတဲ့တူဘဝကနေပြီအခွင့်အလမ်းကြုံကြိုက်တဲ့အခါမှာအခွင့်အရေးကိုကျမ်းသာစွာအသုံးချနိုင်လိုက်သည့်အတွက်ကြောင့်သူဟာကြီးမားတဲ့တိုးတက်မှုကြီးမားတဲ့ဓမ္မအမြင်တွေတန်ဖိုးရှိတဲ့ဓမ္မအမြင်တွေကိုရရှိသွားတာပဲဖြစ်တယ်ပေါ့သူဟာမဟာတာဝကထဲမှာပါတဲ့ပုဂ္ဂိုလ်ဖြစ်တဲ့အတွက်ကြောင့်ကဘာတသိန်းကစပြီးဒီကဘာကနေပြန်ပြီးတော့နောက်ဆုံးရည်တွက်လိုက်တဲ့အခါမှာကဘာတသိန်းလောက်ကစပြီးသူ့ရဲ့ဘဝကိုမှတ်တမ်းတင်လာခဲ့တယ်ဘုရားငါးစုပွင့်တဲ့ဗဒ္ဒကဘာကနောက်ပြန်ရည်တွက်လိုက်လို့ရှိရင်ကဘာတသိန်းမှာဘဒုမုဒ္ဒရာဆိုတဲ့မြတ်စွာဘုရားပွင့်တယ်အဲ့ဒီဘဒုမုဒ္ဒရာမြတ်စွာဘုရားလက်ထက်တော်အခါကာလမှာဟန္တာဝရီဆိုတဲ့မြို့မှာပစ္စည်းဥစ္စာပေါ်များကျွယ်ဝတဲ့တထေးဖြစ်တယ်အဲ့ဒီဝိပဿနာမြတ်စွာဘုရားလက်ထက်မှာရဟန်းတော်တစ်ပါးဟာထူးထူးခြားခြားနတ်တွေရဲ့ချစ်ခင်မြတ်နိုးမှုကိုခံရတယ်လူသားတွေရဲ့ကြီးညိုလေးစားမှုမဟုတ်ဘူးသူကနတ်တွေရဲ့ကြီးညိုလေးစားမှုကိုထူးခံရတယ်အထူးကြီးညိုလေးမြတ်မှုကိုခံရတော့မြတ်စွာဘုရားကတောင်းမှပဲထူးခြားတဲ့အဆင့်အနေနဲ့သတ်မှတ်ပြီးတော့ဧတတေခဆိုတဲ့အဆင့်မြင့်ဆုံးအဖြစ်ချစ်ကျူးမြောက်စားခဲ့ရတာပေါ့အဲ့ဒါကိုပိဋိဏဝိသအလောင်းတထေးကသူကိုယ်တိုင်မြင်နတ်တွေချစ်မြတ်နိုးခံရတဲ့ကိုယ်တော်ပေါ်မှာစိတ်ဝင်စားလူဆိုတာမျိုးစုံပဲလေခဏခေတ်လူတွေလည်းဘုန်းကြီးတို့တွေထူးထူးခြားခြားတွေ့ရင်ဘာစိတ်ဝင်စားကြတော့ကိုယ်စိတ်ဝင်စားတာဟာကောင်းသလားမကောင်းဘူးလားဆိုတော့တတိထားကြရမှာတော့ဖြစ်တယ်ပေါ့
စိတ်ဝင်စားမှုကိုအကြောင်းပြုပြီးတော့လူတွေဟာဖြစ်ချင်တဲ့ဆန္ဒတွေဖြစ်ပေါ်လာတတ်တာဒီတထေသားကလည်းပဲဒေဝတာပိယလို့ခေါ်တယ်နတ်တွေရဲ့ချစ်မြတ်နိုးမှုကိုအရာရှိဆုံးယဟန်တော်တစ်ပါးကိုအားကြလို့နောင်ဖရာတွေလက်ထက်မှာလည်းဒီကိုယ်တော်လို့နတ်တွေရဲ့ချစ်မြတ်နိုးမှုကိုရရှိတဲ့ပုဂ္ဂိုလ်ဖြစ်ချင်တယ်လို့ကုသိုလ်ကောင်းမှုလုပ်တဲ့အခါမှာသူ့ရဲ့စိတ်ဆန္ဒဖြစ်ပေါ်လာဖြစ်ချင်လိုက်တာစိတ်ထဲကလည်းပဲတောင်းတနှုတ်ကလည်းဖြစ်ဖျက်စေလူတွေဟာဖြစ်ချင်တဲ့ဆန္ဒနဲ့ဖြစ်လို့မှုကိုမြဲဟပြီးပြောဆိုကြတာဖြစ်တယ်ပေါ့အဲ့တော့ဘုန်းကြီးတို့တွေကိုယ်လည်းစဉ်းစားကြည့်ဘာဖြစ်ချင်ကြတာတော့မြတ်စွာဘုရားရဲ့အဆုံးအမသာသနာတော်နဲ့တွေ့တဲ့အခါမှာဘယ်လိုဘဝမျိုးဖြစ်ချင်တာလဲလို့တမန်အားဖြင့်မေးကြည့်မယ်ဆိုရင်တော်များများကဝေဝါးပဲရှိတယ်နော်ကိုဖြစ်ချင်တာတွေကများနေလို့ဝေဝါးတယ်လို့ပြောတာဖြစ်ချင်တာကိုတစ်ခုတည်းမဟုတ်ပဲနဲ့ဟိုကလည်းဖြစ်ချင်ဒါလည်းဖြစ်ချင်ဆိုအကုန်လုံးတော့ဖြစ်မှာမဟုတ်ဘူးဥတီချက်တစ်ခုတော့ရှိရမှာဖြစ်တယ်အဲ့ဒါလို့ဥတီချက်တစ်ခုပဲတည်းမလုတ်ဖဲနဲ့ဝေဝါးနေတယ်တွေးဝေးနေတယ်ဆိုရင်တော့ထူးခြားတဲ့အနေအထားတစ်ခုရရှိမှာမဟုတ်ဘူးဒါလည်းကိုယ့်ကိုခုချိန်မှာဆုံးဖြတ်ပြီးတော့ပြတ်သားတဲ့အမြင်တစ်ခုချမှတ်ထားဖို့လိုအပ်တယ်ဘာဖြစ်ချင်သလဲမြတ်စွာဘုရားရဲ့သာသနာတော်နဲ့တွေ့နေပြီဖြစ်နိုင်တဲ့ကုသိုလ်ကောင်းမှုတွေကိုလုပ်ခွင့်ရနေပြီကိုဘာဖြစ်ချင်သလဲဆိုတဲ့အပေါ်မှာမူတည်ပြီးတော့ဖြစ်ရမှာဖြစ်ဒုဆိုတာစိတ်ဆန္ဒနဲ့နေကြတာပဲဖြစ်တယ်နော်နေ့စဉ်ဘဝဒီဘဝမှာတည်းပဲဟုတ်လားကုံတယ်ပွဲစားဖြစ်ချင်တာလားတထေးတကြီးပဲဖြစ်ချင်တာလားပါဠိမန်အမတ်ဖြစ်ချင်တာလားဝန်ကြီးချုပ်ဖြစ်ချင်တာလားနော်တပ္ပတဖြစ်ချင်တာလားတခုခုတော့ရှိရနော်ကိုဖြစ်ချင်တဲ့ရွေချက်တခုရှိအဲ့ဒါလို့ဖြစ်ချင်တဲ့အရာတခုကိုလုပ်ချင်တဲ့အရာတခုတတ်တတ်မတ်မတ်ဥတီချက်ထားပြီးကြိုးစားမယ်ဆိုရင်ထူးချွန်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်နိုင်အဲ့ဒါလို့မဟုတ်ဘဲနဲ့မိစဉ်ကြည့်ကားမယ်ဆိုတဲ့လူကတော့မိပဲစောင့်ကြည့်နေပြီတော့နော်ဟိုကတီကျိုးကောက်ွယ်လာတဲ့အခါမှာကောက်လို့ရမှာကိုယ့်ကိုပြတ်သားမှုမရှိသည့်အတွက်ကြောင့်ဘာဖြစ်ချင်မှလည်းမသိဘူးဘာလုပ်ရမှလည်းမသိပဲနဲ့တွေးဝေးနေတာမျိုးတွေဖြစ်တတ်တယ်ဒါကြောင့်မို့ရှင်းရှင်းလင်းလင်းပြတ်ပြတ်သားသားကိုဘာဖြစ်ချင်တယ်ဆိုတာကိုဥတီချက်တစ်ခုထားဖို့လိုအပ်တယ်ဒီဘဝမှာဥတီချက်တစ်ခုထားပြီးပြတ်ပြတ်သားသားအလုံးလုံးသလိုနောင်လာမယ့်ဘဝတွေမှာလည်းပဲဥတီချက်ပြတ်သားဖို့လိုအပ်တယ်ဒါကတော့အရေးကြီးတယ်စန္ဒာဓိပတိဆိုဖြစ်လို့တဲ့စန္ဒာကိုယ့်ကိုလွှမ်းမိုးထားတဲ့အနေထားမျိုးရှိဖို့လိုအခုဒီအမျိုးကောင်းသားကတော့သာသနာတော်မှာဒေဝတာပိယဆိုတဲ့နတ်တွေရဲ့ချစ်ခင်မြတ်နိုးမှုကိုအရာရှိဆုံးယဟန်တစ်ပါးကိုအားကြပြီးသူဟာအဲ့ဒီယဟန်လို့ဖြစ်ချင်တယ်လို့ဆိုတာပြတ်ပြတ်သားသားသူဟာဆုံးဖြတ်ချက်ချလိုက်တယ်အဲ့ဒါနဲ့ကုသိုလ်ကောင်းမှုလုပ်တိုင်းဒီဘဝကိုမျှော်လင့်တယ်ပေါ့အဲ့ဒီလိုနဲ့ဘဝဆိုတာတစ်ခုတည်းနဲ့မပြီးဘူးတန်တရားထဲမှာဆက်ပြီးတော့ခီးလျှောက်ကြရအောင်မှာဖြစ်တယ်ခီးလန်းကိုလျှောက်လန်းတဲ့အခါမှာသူမိထဖရာဆိုပွင့်တဲ့အချိန်မှာထိုသူမိထဖရာကိုသူဟာဖရာပွင့်တော်မူတဲ့ခေတ်ကိုရောက်တော်လဲပဲဘုန်းကြီးတို့တွေအခုဂေါရမဘုရားရဲ့သာသနာတော်နဲ့ကြုံတော်လဲဂေါရမဗုဒ္ဓပြိဋိဘံစံသွားပြီးမှလူဖြစ်ကြတာကိုသူလည်းပဲသူမိထဘုရားပြိဋိဘံစံသွားတဲ့အခါမှာအဲ့ဒီကြမှာသူကလူလာဖြစ်တယ်ဘုရားနဲ့မတွေ့လိုက်ရပဲနဲ့တိတ်ပြီးလွဲသွားတယ်လို့ခေါ်တာပေါ့သို့တော်လည်းအခုဘုန်းကြီးတို့တွေ
ဂေါရမဗုဒ္ဓရဲ့စေတီပထိုးတွေကိုတမြတ်တနိုးကိုးကွယ်ခွင့်ရကြသလိုသူဟာလည်းပဲသူမေတ္တာဗုဒ္ဓပြိဋိဘံစံသွားတာဖြစ်သောကြောင့်ထိုသူမေတ္တာဘုရားရဲ့စေတီပထိုးကိုမျက်မျက်နိုးနိုးပူဇော်ကိုးကွယ်ခဲ့ရတဲ့ပုဂ္ဂိုလ်ဖြစ်တယ်ပေါ့အေးဘုရားရဲ့တပည့်တာဝကတန်ဃာတွေဟာသာသနာမှာရှိနေသည့်အတွက်ကြောင့်တန်ဃာတွေကိုလည်းပဲပူဇော်ခွင့်ရတယ်စေတီပထိုးကိုပူဇော်ခွင့်ရတယ်တန်ဃာတွေကိုပူဇော်ခွင့်ရတယ်ဆိုတဲ့ဒီကုသိုလ်ကောင်းမှုနှစ်ခုသူကစ조사ပြီးတော့လုပ်တယ်နော်စ조사ပြီးတော့လုပ်တယ်အဲ့လိုစ조사လုပ်တော့ဒီကုသိုလ်ကောင်းမှုရဲ့အကျိုးဆက်အနေနဲ့လူပြည်ဖြစ်လိုက်နတ်ပြည်ဖြစ်လိုက်တန်တရားဆိုတာတော့သွားနေရမှာပဲလူတိုင်းဟာဘဝတစ်ခုတည်းနဲ့ယက်တည်လို့ရတာမဟုတ်ဘူးဘုန်းကြီးတို့တွေနေ့စဉ်နဲ့မြအသက်ကကြီးတဲ့ကြီးလာပြီနောက်ဆုံးကြလို့ရှင်သက်စေတဲ့အခါမှာသိဆုံးသွားပြီနောက်ဘဝတစ်ခုဆက်ကြပြန်ဒီလိုတန်တရားမှာမွေးလိုက်သေလိုက်မွေးလိုက်သေလိုက်နဲ့သွားကြတယ်တဲ့ကိုလှုပ်တဲ့ကုသိုလ်ကောင်းမှုကိုလှုပ်တဲ့ကံတရားတွေရဲ့အနေအထားပေါ်မှာမိတည်ပြီးတော့ကောင်းတာဖြစ်လိုက်မကောင်းတာဖြစ်လိုက်ဆိုတာမျိုးရရှိကြသို့သောအခြေအနေကောင်းတဲ့ပုဂ္ဂိုလ်တွေကကောင်းတာတွေလုံးမိသည့်အတွက်ကြောင့်ကောင်းတဲ့ကုသိုလ်ကံတွေရဲ့အားပေးကူညီမှုကြောင့်ဘဝတစ်ခုဆုံးသက်သွားတဲ့အခါဖြစ်လျက်ဘဝဟာကောင်းတဲ့ဘဝတွေရောက်ဒီမျိုးသားဟာလည်းပဲသူမေတ္တာဗုဒ္ဓရဲ့ထူပစေတီပထိုးကိုပူဇော်တယ်တန်ဃာတွေကိုလှူဒန်းတယ်ဆိုတဲ့ကုသိုလ်ကောင်းမှုခုဒီကနေ့ကိုယ့်ကိုပြန်စဉ်းစားကြည့်မြန်မာနိုင်ငံသူနိုင်ငံသားတွေဟာစေတီပထိုးကိုးကွယ်ခွင့်လည်းရနေကြတယ်တန်ဃာတွေပူဇော်ခွင့်လည်းရတယ်ဒီကုသိုလ်ကောင်းမှုတွေကိုတာမန်ကုသိုလ်ကောင်းမှုတွေလို့မအောင်မေ့လေနဲ့ကြီးမားတဲ့ကုသိုလ်ကောင်းမှုတွေတို့တွေလှုပ်ခွင့်ရနေကြတယ်သို့သောလှုပ်ခွင့်ရတဲ့အတိုင်းလူတွေဟာလှုပ်ကြသလားဆိုလှုပ်သူနဲ့မလှုပ်သူကပိုများပါတယ်အေးမလှုပ်သူကပိုများသည့်အတွက်ကြောင့်လှုပ်တဲ့လူအချို့ဟာဒီကောင်းကျိုးချမ်းသာတွေကိုရရှိမှာဧကံဒိဋ္ဌမလွဲပဲခုဒီမျိုးကောင်းသားဟာဒီလိုထူပပူဇာတန်ခါပူဇာကုသိုလ်ကောင်းမှုတွေကိုပြုလုပ်ခဲ့သည့်အတွက်ကြောင့်တန်တရားတွေလဲရတဲ့အခါမှာသူဘယ်ဘဝကိုလူဘဝရောက်တဲ့အခါမှာအဆင့်မြင့်ဆုံးဘဝစကြဝဠာမင်းဖြစ်ခဲ့ရတယ်စကြဝဠာမင်းဖြစ်တယ်ဆိုတာဟာနော်တာမန်တိုင်းပြည်အုပ်ချုပ်တဲ့မင်းနေနဲ့မတူဘူးစကြဝဠာမင်းဆိုတာဓမ္မိကောဓမ္မရာဇာသူကိုယ်တိုင်ကလည်းဓမ္မကိုကျင့်သုံးတယ်ဓမ္မကိုဥစည်းဥဆောင်လုပ်ပြီးတော့ဓမ္မနဲ့ပဲတိုင်းပြည်ကိုအုပ်ချုပ်တာဖြစ်လို့သူ့ရဲ့တိုင်းပြည်အုပ်ချုပ်မှုဟာကုသိုလ်ကောင်းမှုတစ်ခုဖြစ်နေသူ့ရဲ့တိုင်းသူပြည်သားတွေကိုသူဟာ၅ပါးသီလလုံအောင်တိုက်တွန်းနှိုးဆော်ပေးတယ်ပါဏောနဟတဘောသူများတဲ့မတရဘူးအဒိဏနာတိတဗံသူများပစ္စည်းကိုမတရားမယူရဘူးကာမိတုမိစ္ဆာနစရိတဗံကာမကိစ္စတွေမှာမယွင်မလုပ်ရဘူးမုတာနပဏိတဗံလိန်ဒီလဲစားမပြောကြရဘူးမစ္ဆပန္နနပတ္တဝိသေဝတေရက်ကိုမတောက်စားရဘူးလို့ဆိုတယ်ဒီကျင့်ဝတ်၅မျိုး၅ပါးသီလကိုပဲတိုင်းသူပြည်သားတွေကိုလုံခြုံအောင်တိုက်တွန်းနှိုးဆော်ပေးခဲ့တာဖြစ်တယ်။တမန်အားဖြင့်ခုနတရားပွဲအစမှာအလုံးဆိုလိုက်ကြတယ်၅ပါးသီလစောင့်တည်လိုက်ကြ။တမန်အားဖြင့်တော့ထုံးစံတိုင်းပဲတို့ဒီလိုပဲစောင့်တည်ကြတာလို့ဒီလိုစိတ်ထဲမှာမထားကြဘူး။စောင့်တည်လိုက်တဲ့အချိန်မှာအလေးနဲ့ထားဖို့အဲ့ဒီလိုလေးနဲ့ထားတဲ့ကုသိုလ်ဟာနေတဲ့ကုသိုလ်မဟုတ်ဘူးဖြစ်လျက်ဘဝမှာအသက်ရှင်မယ်ဖြစ်လျက်ဘဝမှာပစ္စည်းဥစ္စာကြွယ်ဝချမ်းသာတယ်ဂုဏ်သိက္ခာရှိတယ်အစွတ်ဆွဲမခံရဘူး
အသိဉာဏ်ထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်ဆိုလူဘဝမှာအစင်တန်းမြင့်မြင့်ဖြစ်စေတဲ့ပုဂ္ဂိုလ်အေးနတ်ဘဝရောက်လို့ရှိရင်လည်းအစင်တန်းမြင့်တဲ့နတ်မျိုးဖြစ်ရငါးပါးသီလရဲ့အကျိုးကဒီဘဝမှာတည်းပဲလက်တွေ့ခံစားရနော်ဒီဘဝမှာတည်းလက်တွေ့ခံစားရရုံမကလာမယ့်ဘဝတွေမှာလည်းပဲငါးပါးသီလရဲ့အကျိုးကျေးဇူးကိုရရှိကြမှာဖြစ်တယ်သူဟာစကြဝဠာမင်းဘဝရောက်တဲ့အခါမှာသူ့ရဲ့တိုင်းသူပြည်သားတွေကိုဒီကျင့်ဝတ်တရား၅မျိုးလိုက်နာကျင့်သုံးဖို့ဟောပြောလိုက်တာသူ့တိုင်းသူပြည်သားတွေကသူ့စကားနားထောင်ပြီးလိုက်နာကျင့်တယ်တည်တဲ့အခါကျတော့အဲ့ဒီလူတွေဟာဘယ်ရောက်ကြတော့ဆိုနတ်ပြည်ရောက်ကုန်ကြနတ်ပြည်ဆိုတာလူတဲ့အသက်ပေါင်းများစွာနှစ်ပေါင်းများစွာကြာရှည်လူပြည်မှာနှစ်ပေါင်း90ဟာစတုမာတဲ့နတ်ပြည်မှာတရက်ဖက်ရှိသေးတယ်တော့ဒီဘဝမှာအသက်50မပြည့်သေးတဲ့လူကစတုမာတဲ့တရက်တောင်မရှိသေးဘူးလို့ပြောမှာအသက်50အတွင်းသေသွားလို့ရှိရင်တရက်တောင်မနေရတဲ့ပုဂ္ဂိုလ်ဖြစ်မှာဟောတာဝရိန္ဒနတ်ပြည်ကြတော့လူပြည်ကအနှစ်တရာမှတာဝရိန္ဒနတ်ပြည်ကတရက်တဲ့တတန်းကအလောက်ရှည်သွားတာအဲ့တော့ဘုန်းကြီးတို့တွေဆိုလို့ရှိရင်တာဝရိန္ဒနတ်ပြည်ရဲ့တရက်ပဲနေရတဲ့လူတွေဖြစ်နေကြတယ်အခုပဲမွေးအခုပဲချီအခုပဲသေသွားရတယ်ဆိုပုံစံမျိုးဖြစ်နတ်တွေကကြည့်လိုက်မယ်ဆိုရင်မှန်တယ်လေဘုန်းကြီးတို့တွေအနေနဲ့ကြည့်လိုက်တဲ့အခါမှာချင်းကောင်လေးတွေကြည့်လိုက်လို့ရှိရင်တက်တန်းတူတူလေးပဲလေအခုပဲမွေးလာအခုပဲလူတွေကြိုက်တော့ကြသေသွားကြအဲ့ဒါမှထို့တော့အဲ့ဒါလိုပဲနတ်တွေကလူတွေကိုကြည့်လိုက်ရင်လည်းအခုပဲမွေးအခုပဲဟိုတင်းဖြစ်တယ်အခုပဲသိကုန်ကြပြီလို့ဒီလိုမြင်ရမှာပဲဖြစ်တယ်ပေါ့အေးဆောလမုန်အတွေးလေးတစ်ခုကိုကိုယ့်ကိုတွေးကြည့်လိုက်လူတွေရဲ့တက်တန်းတုံမှုကိုတွေးကြည့်လိုက်ဟောလူတွေရဲ့တက်တန်းတုံမှုတနင်္ဂနွေနေ့မှာဝေးတယ်တနင်္လာနေ့ကျတော့ကေမွန်တက်တယ်ဟုတ်လားအင်္ဂါနေ့ကျတော့ကျောင်းနေတယ်ဗုဒ္ဓဟူးနေ့ကျတော့အိမ်တော်ပြုတယ်ဇာတပတိနေ့ကျတော့သာသမီတယောက်ရတယ်တောက်ကြနေ့မှာနေမကောင်းပြီစနေနေ့ကျတော့သေရောတပတ်ပဲလေလူရဲ့တက်တာတပတ်ပဲကြာပဲဆိုဆောလမုန်အတွေးချလိုက်လို့ရှိရင်လူတွေဟာတပတ်ပဲရှိတယ်နော်နတ်တွေနဲ့ကြည့်လိုက်လို့ရှိရင်တပတ်တောင်မရှိဘူးတာဝရိန္ဒနတ်ပြည်လူပြည်အနှစ်တရာမှတာဝရိန္ဒနတ်ပြည်ကတရက်ဆိုတာအဲ့တော့လူတွေဟာတာဝရိန္ဒအနေနဲ့ကြည့်မယ်ဆိုရင်တပတ်တောင်အသက်ရှည်ကြတော့မဟုတ်ဘူးလို့ပြောဒီမှာကြတော့ကြည့်လိုက်တာဘယ်လောက်တဲ့တော့အသက်က80တဲ့အသက်က90တဲ့သွားတွေမရှိတော့ဘူးခေါင်းတွေကဖြူကုန်ပြီမျက်လုံးတွေကခါးတွေကကိုင်းမျက်စိတွေကမှုံကုန်ဟိုမှာတမေးတောင်မမေးရသေးဘူးနော်တရက်ပဲရှိသေးတယ်ဘာမှမလုပ်ရသေးဘူးဒီကသေးပြီအခုပဲပေါက်စားလေးကနေပြီးတော့ခုနလိုရက်နဲ့ပြောမှဆိုရင်မိနစ်နဲ့ပြောလိုက်ရလို့ရှင်ခုနိုင်လက်တံလေးနဲ့ကြည့်လိုက်မယ်ဆိုရင်တစ်စက္ကန့်မှမွေးတယ်စက္ကန့်လေးတခုမှမွေးပြီဒုတိယစက္ကန့်ကျတော့ကေမွန်တက်တယ်တတိယစက္ကန့်ကျတော့ကျောင်းတက်တယ်စတုထစက္ကန့်ကျတော့အိမ်အောင်ပြုပိစဝစက္ကန့်ကျတော့သူဟာနေမကောင်းထိုင်မသားဖြစ်ပြီသတ္ထစက္ကန့်ကျတော့အကြီးကျယ်ဆေးရုံရောက်ပြီတတ္တမစက္ကန့်ကျတော့သေရတယ်ဆိုအထိပ္ပယ်မျိုးရောက်အဲ့ဒါလောက်ထိအောင်တူတောင်းတယ်လို့နတ်မျက်စိနဲ့ကြည့်မယ်ဆိုအဲ့လိုဖြစ်အဲ့ဒီလိုငါးပါးသီလလုံလိုက်ပြီဆိုလို့ရှိရင်အဲ့ဒါလောက်အသက်တူတာမျိုးမဖြစ်တော့ဘူးတက်တန်းဟာရှည်သွားပြီလို့ဆိုလို့တယ်အဲ့တော့စကြဝဠာမင်းရဲ့ဆုံးမဩဝါဒကိုနာခံပြီးတော့ငါးပါးသီလကိုပြည့်ပြည့်ဝဖြည့်ကျင့်ကြတဲ့ပုဂ္ဂိုလ်တွေနတ်ပြည်ရောက်ကြတာများစဉ်းစားကြည့်နတ်ပြည်ရောက်တယ်ဆိုတာနှစ်ပေါင်းများစွာအကြာကြီးနေကြတယ်ပေါ့
ကြာရည်နေကြအဲ့တော့ပိဋိဏဝိသအလောင်းစကြဝဠာမင်းဖြစ်တော့က၅ပါးသီလကိုစောင့်တည်ခိုင်းလိုက်လို့နတ်ပြည်ရောက်သွားတဲ့နတ်တွေဟာသူ့ကိုကျေးဇူးတင်ညာမှာပေါ့အလုံးကိုကျေးဇူးတင်ညာငါတို့နတ်ပြည်ရောက်ပြီးနတ်ချမ်းသာရတာသူကျေးဇူးတွေပဲလို့ဒီလိုသူ့ကျေးဇူးတင်ညာဂေါတမဘုရားရဲ့လက်ထက်ဘုရားမပွင့်နေခင်လေးမှာသူကတာဝတိမြို့မှာလူလာဖြစ်ပြန်တာဝတိမြို့မှာလူလာဖြစ်တယ်သူ့ရဲ့နာမည်ကိုပိလိန္ဒာလို့နာမည်ပေးတယ်အမျိုးအနွယ်ကဝိဆမျိုးအနွယ်ဖြစ်သောကြောင့်ပိလိန္ဒာဝိဆလို့ဒီလိုခေါ်တာလူပြည်ရောက်လာတဲ့အခါကျတော့ဘာဝါဒနာပါတော့လူဆိုတာကိုဝါဒနာပါတာလောက်တာနော်ခဏခေပဲကြည့်ပေါ့ဘုန်းကြီးဝတ်ချင်တဲ့လူကဘုန်းကြီးဝတ်သွားတာယာရုတွေဘာတွေစောင့်ပြီးတော့ဆရာဝန်ကနေဘုန်းကြီးဝတ်သွားတာတွေရှိတယ်အင်ဂျင်နီယာတွေကဘုန်းကြီးဝတ်သွားတာရှိတယ်ဆရာဝန်ကသီလရှင်ဝတ်သွားတာရှိတယ်နော်အမျိုးစုံပဲဝါဒနာပါရဆိုတာလိုပဲကောင်းတဲ့ဘက်ကဝါဒနာပါသွားတာတော့ကောင်းတာပေါ့မကောင်းတဲ့ဘက်မှာတမြမြလုံနေတာအစားကောင်းတဲ့ဘက်ကဝါဒနာပါပြီးကောင်းတဲ့ဘက်ရောက်သွားကြပိလိန္ဒဝိဆာဟာလေမြတ်စွာဘုရားတွေနဲ့ဆုံတွေ့ခဲ့ဘူးတယ်ကုသိုလ်ကောင်းမှုတွေလုပ်ခဲ့တယ်အဲ့ဒါကြောင့်လို့သူ့ရဲ့စိတ်ဓာတ်သူ့ရဲ့ဝါဒနာဟာကောင်းတဲ့ဘက်ရောက်နေဒါကြောင့်မို့လူပေါင်းလူလောကမှာသူဆက်ပြီးတော့နေခြင်းနဲ့စိတ်မရှိဘူးနေခြင်းနဲ့စိတ်မရှိတော့ထိုခေတ်ကဖျားမပွင့်ငင်ကလေးဆိုတော့ပရိဘာဇကဆိုတဲ့အတိုင်းဝိုင်းဘာသာထဲမှာဝင်ရောက်ပြီးတော့ပရိဘာဇကတို့ရဲ့အဆုံးအမကျင့်စဉ်ကိုကျင့်တယ်သူအဲ့ဒါကျင့်ရင်ကနေပြီးတော့အိန္ဒိယနိုင်ငံမှာထိုစဉ်ကခေတ်စားခဲ့တဲ့အတတ်ပညာတွေရှိတယ်ဝိဇ္ဇာအတတ်ပညာတွေဆိုတာအခုခေတ်ဝိဇ္ဇာသိပ္ပံခွဲတဲ့ဝိဇ္ဇာမဟုတ်ဘူးနော်မန္တရာမန္တရာအတတ်တွေအစွမ်းတတိထက်တဲ့ခန္ဓာရီဝိဇ္ဇာဆိုတဲ့ရသေးတွေကျင့်တဲ့ခန္ဓာရီဝိဇ္ဇာအတတ်ကိုသူသင်ယူပြီးတဲ့အခါအဲ့ဒီဝိဇ္ဇာပညာရအောင်မြင်သွားတဲ့အခါကောင်းကင်ကပြန်လို့လည်းရတယ်တဲ့နော်ကောင်းကင်ကလည်းပြန်လို့ရတယ်သူတစ်ပါးရဲ့စိတ်ကိုလည်းသိတယ်သူမှာဒီထူးဆန်းတဲ့တကောပါဝါနှစ်ခုသူရရှိထားသုလကန္နာဒီဝိဇ္ဇာဖြစ်ပြီထူးခြားတဲ့ပါဝါနှစ်ခုဒါမို့လို့အစွမ်းတကူတွေဆိုတာမရှိဘူးမဟုတ်ရှိတယ်မန္တန်ရဲ့အစွမ်းတကူရှိတယ်အတတ်ပညာတွေရဲ့အစွမ်းတကူတွေရှိတယ်ဘဝကပေးတဲ့အစွမ်းတကူတွေရှိတယ်နတ်ရဲ့အကူအညီနဲ့ရတဲ့အစွမ်းတကူတွေရှိတယ်နော်စွမ်းတကူတွေရှိတယ်ခြားဘူးတာတွေပြောရမယ်ဆိုလို့ရှိရင်တဲ့တစေမွေးပြီးတော့အစွမ်းတကူတွေရအောင်လုပ်တဲ့ပုဂ္ဂိုလ်မျိုးတွေလောကကြီးမှာရှိတယ်ခဏခေတ်ထီအောင်ရှိတယ်မကြောက်တတ်ဘူးဆိုလို့ရှိရင်ခုခေတ်မော်တော်ဆိုင်ကယ်အက်ဆီဒန့်တို့ကားအက်ဆီဒန့်တို့နဲ့သေတဲ့လူတွေရှိတာပေါ့သူစီကအင်ကြီးလေးဖြစ်ဖြစ်လက်ညှိုးလေးဖြစ်ဖြစ်ဖြတ်ယူလိုက်ကြားဘူးတာပြောတာနော်ယူထားလိုက်ပြီးတော့မင်းဒီမှာနေတလားတခါအမဲသားဝါအောင်ကျွေးမယ်ငါခိုင်းတာလို့ဆိုခေါ်လာပြီးတော့နေရာလေးပေးထားလို့ရှင်အဲ့လိုပေးထားလို့ရှင်မှန်မှန်လေးကျွေးပြီးအဲ့လိုခိုင်းလို့ရှင်ကိုလှုပ်ချင်တာတွေအကုန်လုပ်ပေးတယ်တဲ့ဒါအေးချင်းမွေးထားတယ်လို့ခေါ်တာဟုတ်မဟုတ်တော့လုံနေတဲ့ပုဂ္ဂိုလ်တွေသိမှာပေါ့နော်အေးချင်းမွေးပြီးတော့လုပ်ထားအဲ့ဒီပုဂ္ဂိုလ်တွေကအစွမ်းတတိတကူတွေပြလို့ရကိုကာကိုလာတကူလောက်တောက်ချင်လို့ပေးသမှာဆိုလွယ်ပါတယ်လက်မြောက်လိုက်ရင်လက်ထဲကိုကာကိုလာရောက်လာအဲ့ဒီကိုမမြင်ရတဲ့လူကဆိုင်ကနေယူလာပြီးပေးတာသူ့အစွမ်းတကူနဲ့
ပြီးရင်တော့ဆိုင်သွားရှင်းရမယ်နော်ခောက်ဆွဲစားခြင်းနဲ့ဆိုရင်လည်းခောက်ဆွဲကြော်ယူပေးတာအဲ့ဒီတစေတရေရဲ့မွေးပြီးတော့အစွမ်းတတ္တိတကိုးတွေပြတဲ့ပုဂ္ဂိုလ်တွေကလည်းရှိတယ်မျိုးစုံပေါ့ဒီရင်းဟိုရင်းနဲ့ဝိဇ္ဇာမန္တန်နီးနဲ့လောက်တာတွေလည်းရှိတယ်ပေါ့အဲ့တော့သုလခန္ဓာတွေဝိဇ္ဇာဆိုတာသူ့ရဲ့အတတ်ပညာအကြောင်းကိုဒီမှာတော့အသေးစိတ်ရေးထားတာမရှိဘူးမန္တန်ဝိဇ္ဇာမန္တရားမှန်းပြီးတော့အစီရင်နေနဲ့လှုပ်တဲ့အခါမှာသူဟာကောင်းကင်ကိုလည်းပြန်တက်လို့ရတယ်သူများစိတ်ကိုလည်းသိလို့ရတယ်သူများစိတ်သိတာတော့မြန်မာပြည်မှာပဲကိုရှိတယ်ဘိုးတော်တယောက်ကသူစီလာတဲ့လူတွေဆိုသူကကြိုတင်ပြီးတော့သိတယ်ခင်ဗျားဘာလို့မလို့လာတာမဟုတ်လားဆိုခင်ဗျားကျုပ်စီလာတာကျုပ်သိပါတယ်လေခင်ဗျားဒါလိုချင်တာမဟုတ်လားခင်ဗျားလိုချင်တာရော့ဆိုပြီးဟောသူစိတ်ကိုသိကြိုတင်ပြီးတော့အဲ့ဒါဘယ်သူကပြောတော့ဆိုခုနမွေးထားတဲ့ကောင်ပြောတာနာမည်နဲ့ကွာပြောတာဟိုလူတော့လာနေပြီခင်ဗျားစီဒါတောင်းတော့မှာဆိုတာကိုကြိုတင်ပြီးတော့သိတယ်ဗမာပြည်မှာလည်းရှိတယ်အဲ့ဒီလိုစိတ်သိတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီသုလခန္ဓာရိဝိဇ္ဇာဆိုတဲ့အတတ်ကိုသူဟာတတ်တယ်တတ်တဲ့အတွက်ကြောင့်သူစွမ်းတာကတော့သူများစိတ်သိတာတဲ့သိုံနေမကဘူးကောင်းကင်ကိုပြန်တက်နိုင်တဲ့အစွမ်းတတ္တိပါရသွားတယ်အဲ့ဒီနှစ်ခုနဲ့သူဟာရာဇဂိုမြို့ကိုရောက်လာတယ်ဘုံတကူတွေကြီးတယ်ကိုယ်ွယ်တဲ့လူတွေအများကြီးသူ့ကိုကိုယ်ွယ်ကြတယ်လူဆိုတာထူးဆန်းအံ့ဩတာကိုလုပ်ပြလို့ရှိရင်ကိုယ်ွယ်ကြတာလူတိုင်းဟာကိုယ်တိုင်လုပ်ဖို့မစင်စားဘူးဆိုတော့ခန္ဓာရိဝိဇ္ဇာတက်တဲ့ပိဋိဏဝိဇ္ဇာကိုတပည့်ခံပြီးကိုးကွယ်ဖို့ရဝန်မလေးဘူးခမည်းဘယ်လိုကျင့်တာတော့ကျုပ်ကိုနီလန်းလေးပေးစမ်းမှကျုပ်ကလေးလှုပ်ချင်လို့ဆိုတာမျိုးသိမရှိဘူးနော်ခမည်းရဲ့အစွမ်းတတ္တိလေးနဲ့တပည့်ခံနေတာဒီလိုပဲရှိလူဆိုတာပြင်းတယ်လေပြင်းတော့သူ့ဘာကြောင့်ဒီလိုလုံနိုင်တာလဲငါရောသူလိုလုံနိုင်အောင်ကြိုးစားမယ်ဆိုတဲ့စိတ်ရှိတဲ့လူကအလွန်နည်းတယ်အဲ့တော့တပည့်ခံရတယ်ပေါ့တပည့်ခံရအဲ့ဒီလိုနေရာကနေမြတ်စွာဘုရားပွင့်လာတယ်ဂေါရမဘုရားပွင့်လာလို့ဣတိပတနာတော်မှာဓမ္မစကြာတရားဟောတယ်ဟောပြီးတဲ့အခါရာဇဂိုဘက်ကိုပြန်ကြွလာတယ်နော်ပြန်ကြွလာတဲ့အခါမှာမြတ်စွာဘုရားရောက်လာတဲ့အချိန်သူကလည်းပဲရာဇဂိုရောက်လာရာဇဂိုမှာနာမည်ကြီးပြီးတော့ကိုးကွယ်တဲ့လူတွေများမြတ်စွာဘုရားရောက်လာတဲ့ဝေလူအကြောင်းတော်ကိုသတင်းသုံးနေထိုင်နေဆိုတဲ့အချိန်ကစပြီးတော့ကောင်းကင်ပြန်တက်ဖို့မန္တမန်းလေကောင်းကင်ပြန်မတက်တော့ဘူးခန္ဓာကိုယ်ကြီးကလေးနေပြန်လို့မရသူများစိတ်ကိုလည်းမသိတော့ဝေဝါးသွားမြတ်စွာဘုရားရောက်လာကြတဲ့ကသူ့ရဲ့သုလခန္ဓာတွေအတတ်တွေဟာအသုံးချလို့မရတော့နော်အသုံးချလို့မရအသုံးချလို့မရတော့သူစဉ်းစားတယ်သူတို့သမိုင်းကြောင်းအနေနဲ့ပြောရမယ်ဆိုရင်မဟာခန္ဓာရိဝိဇ္ဇာအတတ်ရှိတဲ့ပုဂ္ဂိုလ်ရောက်နေလို့ရှိရင်သုလခန္ဓာရိအတတ်တွေဟာမစွမ်းတော့ဘူးမဟာခန္ဓာရိဝိဇ္ဇာတတ်တဲ့ပုဂ္ဂိုလ်ရဲ့နယ်ထဲမှာသူ့အလုပ်လုပ်လို့မရဘူးဆိုတာသူသိထားသိတော့ဂေါရမဗုဒ္ဓဟာမဟာခန္ဓာရိဝိဇ္ဇာကြီးနေမှာပဲဒါကြောင့်မို့သူဒီနယ်ထဲရောက်လာကြတဲ့ငါရဲ့အတတ်ပညာတွေဟာအစွမ်းတတ္တိတွေမရှိတော့ဘူးငါပညာတွေဟာမစွမ်းတော့ဘူးအဲ့တော့မဟာခန္ဓာရိဝိဇ္ဇာတတ်တာဖြစ်လိမ့်မယ်ဒီအတွေးလေးနဲ့မြတ်စွာဘုရားစီသွားတာလိုချင်တာကတော့မဟာခန္ဓာရိဝိဇ္ဇာအတတ်ကိုလိုချင်လို့သူသွားတာဖြစ်တယ်ပေါ့သွားတာကရည်ရွယ်ချက်ကတစ်ခုနော်အဲ့ဒီလိုမြတ်စွာဘုရားစီရောက်တော့မဟာခန္ဓာရိဝိဇ္ဇာအတတ်ကိုတတ်ချင်လို့သူ့မဟာခန္ဓာရိဝိဇ္ဇာအတတ်ပေးပါသင်ပေးပါလို့တောင်းတယ်မြတ်စွာဘုရားကလည်းသုလခန္ဓာရိမဟာခန္ဓာရိဒါတွေကိုမပြောတော့ပဲနဲ့အေးအဲ့ဒါဆိုရင်ငါခိုင်းတာလုံးမလား
ထို့လိုသင်္ကန်းဝတ်ရမယ်သင်္ကန်းဝတ်တယ်သင်္ကန်းဝတ်တဲ့အခါမှာသူ့ကိုခေါင်းရိပ်တဲ့အချိန်လေးမှာတသပိစကကမ္မထံဆိုသံမေမွေးညင်းခြေသက်လက်သက်သွားအရေးဆိုတာလေးပုံသပင်ရဲ့ယွန်းစရာကောင်းမှုမွေးညင်းရဲ့ယွန်းစရာကောင်းမှုခြေသက်လက်သက်တို့ရဲ့ယွန်းစရာကောင်းမှုလူတွေကထင်လိုက်ပဲသပင်ပဲယွန်းစရာကောင်းမှတော့လှပြင်းနေကြဒါပေမဲ့အဲ့ဒီသပင်တွေးလေးကိုထမင်းနဲ့ထည့်ပေးမယ်ဘယ်သူစားမလဲသိနော်ခေါင်းပေါ်မှာနေရင်တော့ယွန်းစရာလို့မထင်ဘူးလေထမင်းမကန်နဲ့ရောက်ရင်တော့ယွန်းမှသိချတယ်ဆံမင်းမွေးညင်းအမွေးလေးတစ်ပင်နှုတ်ပြီးထမင်းစလုံးနဲ့ထည့်ပြီးထမင်းမကန်နဲ့ထည့်ပြီးဘူးမစားခြေသေးလက်သေးလေးတွေလှီးပြီးတော့လက်ပေါ်မှာနေရင်တော့ဆေးရောင်တွေမျိုးစုံဆိုးပြီးအလှပြင်ကြတယ်အေးခြေသက်လက်သေးလေးတွေဖြတ်ပြီးတော့ထမင်းထဲမှာထည့်ပေးမယ်ဆိုရင်ဘယ်သူမှစားမှာမဟုတ်ယွန်းတယ်လေအဲ့ကြယွန်းတယ်အဲ့တော့တကယ်ပကတိကတော့ယွန်းကြကောင်းတာသိချတယ်ပေါ့သွားဆိုရင်ပိုဆိုးသေးတယ်နော်တက္ကဝါကြီးတယောက်ကပြောတယ်အတုလုပ်ပြီးတော့အဖမ်းမခံရတာဘာတော့တဲ့လောကမှာအတုလုပ်တဲ့လူတွေဖမ်းခံရတယ်လေတရားစွဲခံအတုလုပ်တာတရားဝင်ဖြစ်တာဘာတော့ဆိုသွားပဲသွားအတုလုပ်ရင်ဖမ်းမခံရအောင်နော်ဒါနဲ့သူပြောတာသွားအစ်စ်လိုချင်သလားလို့အစ်စ်လိုချင်လို့ရှိရင်ရန်ကုန်မှာဆိုရင်ရေဝေကိုမှာမန္တလေးဆိုလို့ရှိရင်တော့နော်တောင်အင်းမြောက်အင်းတို့ဇာတိခံတို့မှားလိုက်ရင်ရသွားအစ်စ်ရအဲ့ကြတော့မလိုချင်တော့အတုနဲ့ပဲကျင့်တတ်တယ်နော်အဲ့တော့ခြေသက်လက်သက်သွားဆိုတာလဲယွန်းစရာအလွန်ကောင်းတဲ့အရာဖြစ်တယ်ပေါ့အဲ့ဒီကမ္မထမ်းတွေကိုသင်ပေးပြီးတော့သဘာဝတရားကိုရှုမှတ်ခိုင်းလိုက်တဲ့အခါမှာသူဟာဝိသမန္တန်အတ္တရဲ့အခြေခံလို့ယူဆပြီးတော့ဒီတိုင်းစိတ်ဆိုင်ပြီးတော့လုပ်တယ်မြတ်စွာဘုရားကပြီးတော့သစ္စာလေးပါးကမ္မထမ်းကိုသင်ပေးတယ်သစ္စာလေးပါးဆိုတာတကယ်တော့